ဟာဘေဘီခေါင်းပေါ်မှာအဖြူကြီးဟုတ်တယ်တကယ်ခေါင်းပေါ်မှာအဖြူကြီးဟာသပင်ဖြူတွေပေါက်နေတာပဲဟာသပင်ဖြူတွေပေါက်နေတာရီးသားရှုပ်လို့ဖြစ်ရမယ်မဟုတ်ဘူးတကယ်ဘာဆိုင်လို့လဲသပင်ဖြူပေါက်တယ်ဆိုတာမိဘကိုဥချပြီးမစားလို့ကိုယ့်ထက်အကြီးတွေကိုဥချမစားလို့ပေါက်တာမဟုတ်ဘူးသပင်ဖြူပေါက်တယ်ဆိုတာရီးသားရှုပ်လို့ပေါက်တာဟုတ်တယ်မှာရီးသားတွေရှောက်ထားနေရတယ်တူတယ်ဟာတယောက်တည်းထားရသလိုရှိတစ်ချောင်းပဲရှိမှာပေါ့ကိုကခေါင်းပေါ်မှာသပင်ဖြူ6ချောင်းတောင်အဲ့တော့6ယောက်ရှိလို့နေမှာဟုတ်တယ်မလားရီးသားတွေမရှုပ်ပါနဲ့သပင်ဖြူတစ်ချက်ပိုးပေါက်လာလို့ရှိရင်တကောင်းလုံးဖြူသွားလိမ့်မယ်နော်ကဲပါသပင်မဖြူသေးခြင်းဘူးဆိုလို့ရှိရင်တော့ဒီစီရိုးအထုပ်လေးတွေနဲ့ကျော်လို့ရတယ်နော်ဟုတ်တယ်လေဒါလျှော့မဲလေလျှော့လိုက်တိုင်းမဲသွားတယ်လျှော့မဲပေါ့ဟုတ်တယ်တစ်ခါလျှော့ယုံနဲ့မဲတယ်နော်ကဲပါမဲရောင်ကြီးမစိုးခြင်းဘူးဆိုလို့ရှိရင်ဒီမှာလျှော့ညိုထုတ်လေးတွေရှိတယ်ဟုတ်တယ်လေဒါကကြတော့ဘီအညိုရောင်လေးနဲ့ဆိုရင်လာမှာသပင်အညိုရောင်လေးဆိုလို့ရှိရင်ကြည့်ကောင်းကဲပါပြီးတော့ဒါလေးယူသွားလိုက်မခက်ဘူးတော့ရတာလည်းလုံးဝမခက်ဘူးကလေးရောလူကြီးရောအရွယ်အသားမရွေသုံးလို့ရတယ်ဟုတ်ပြီလူကြီးရောရွယ်သားမရမှားသွားရုပ်ကိုရုပ်